နေတင်ထားတာပါဟိုရိုင်းပါရမီပါနေတော့မဟုတ်ပါဘူးမနေတင်ထားတာဘလောက်တင်အောင်လဲဆိုတော့ပတ်နှစ်ပတ်သုံးပတ်လောက်တော့တင်ရတာပေါ့နော်အဲ့လိုမျိုးခဏကျင့်ရတယ်ခဏပြန်လုပ်ရတယ်ဆုံးမရလေးပြတွေဟုတ်မယ်ထင်တယ်ဟုတ်တိတ်တယ်တော်လေးချီကျူးနေကြတယ်ဝမ်းသာပါလေအဲ့လိုကြားတော့ဘာပဲဖြစ်ပေါ့နော်ကိုစူးစမ်းထားလေးအတိမတ်ပြုတ်ပြီးတဲ့အတွက်တော့ဝမ်းသာပါတယ်ကျွန်တော်ကလွယ်လို့အကုန်လုံးကသူ့ရတယ်သူပါပြီးပါကြတယ်သူကသူအကုန်ဆရာသူ့နေရာတဲ့သူဆရာကြားတဲ့သူတွေကြီးပဲကျွန်တော်ကတော့ဘယ်လိုခေါ်မလဲသူများတဲ့စရင်ကျွန်တော်ကလိုက်မှတ်ရတာများတယ်ပေါ့နော်ဒီအကနဲ့ပတ်သက်ပြီးတော့လိုက်မှတ်ရတာများတယ်တေချာလိုက်လို့ရတာများတယ်ဆိုတော့သူများတဲ့ပို့ပြီးတော့စူးစမ်းရတာပေါ့